ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းအတွက်စီးဂိမ်းပြိုင်ပွဲအုပ်စုမဲခွဲပြီးပါပြီပရိသတ်တွေဒါကိုသိရှိပြီးသားဖြစ်ပါတယ်မြန်မာလက်ရွေးစင်မျိုးသမီးအသင်းဟာအုပ်စု B မှာဗီယက်နမ်ဖိလစ်ပိုင်မလေးရှားတို့နဲ့အတူတူတအုပ်စုလေးကြောက်လို့နေပါတယ်ခင်ဗျာအခုမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းရှင်ပြိုင်မဲ့စီးဂိမ်းပြိုင်ပွဲတွေအတွက်အချိန်စရာထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်မြန်မာလက်ရွေးစင်မျိုးသမီးအသင်းဟာဒီဇင်ဘာလ9ရက်နေ့မှာအုပ်စုဖွင့်ပွဲကိုစတင်ကစားမှာဖြစ်ပါတယ်ခင်ဗျာမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကအုပ်စုအဖွင့်ပွဲကိုဖိလစ်ပိုင်နဲ့ကစားမှာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ဟာမြန်မာလက်ရွေးစင်မျိုးသမီးအသင်းအတွက်နောက်တစ်ဆင့်တက်ရောက်ရေးကိုအဆုံးဖြတ်ပေးပါလိမ့်မယ်။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ရှေ့ကအာဆီယံမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာလည်းမြန်မာလက်ရွေးစင်မျိုးသမီးအသင်းဟာဖိလစ်ပိုင်လက်ရွေးစင်မျိုးသမီးအသင်းကိုခက်ခဲကစားခဲ့ရတယ်ခင်ဗျ။အုပ်စုနောက်ဆုံးပွဲစဉ်ကစားခဲ့ရတယ်။အဲ့ဒီပွဲစဉ်မှာမြန်မာနဲ့ဖိလစ်ပိုင်တကူစီတည်ကြတယ်ခင်ဗျ။ဟုတ်ကဲ့မြန်မာလက်ရွေးစင်မျိုးသမီးအသင်းနဲ့ဖိလစ်ပိုင်လက်ရွေးစင်မျိုးသမီးအသင်းတို့ဟာအုပ်စုဖွင့်ပွဲစဉ်ကိုဒီဇင်ဘာလ9ရက်နေ့မှာရှင်မြန်ကစားမှာဖြစ်ပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ3နာရီခွဲမှာပြိုင်ပွဲရှင်မြန်ကစားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့မြန်မာလက်ရွေးစင်မျိုးသမီးအသင်းဟာဒီအာရှဖလားရှေ့စစ်ပွဲမှာကြာရှုံးခဲ့တယ်ပြီးတော့အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲမှာဒုတိယနဲ့ပဲကျင်းပလိုက်ရတော့စီးဂိမ်းပြိုင်ပွဲမှာအောင်မြင်မှုရအောင်နိုင်မှုအတွက်တည်တည်ရှိရှိလေ့ကျင့်ပြင်ဆင်နေတာတွေကိုကျွန်တော်မြင်တွေ့ရပါတယ်ခင်ဗျလက်ရှိမှာဆိုရင်လည်းဂျပန်နိုင်ငံကိုတောက်ပြီးတော့စခန်းဝင်လေ့ကျင့်တာတွေရှိနေတယ်ပေါ့လေမြန်မာလက်ရွေးစင်မျိုးသမီးအသင်းဟာစီးဂိမ်းပြိုင်ပွဲရဲ့အုပ်စုဖွင့်ပွဲစဉ်ကိုဖိလစ်ပိုင်နဲ့ရှင်ပြိုင်ပြီးပြီဆိုရင်ဒုတိယပွဲစဉ်အဖြစ်မလေးရှားကိုရင်ဆိုင်ရပါလိမ့်မယ်။အုပ်စုဒုတိယပွဲစဉ်အဖြစ်မလေးရှားနဲ့မြန်မာရှင်ပြိုင်မဲ့ပွဲစဉ်ကတော့ဒီဇင်ဘာလ10ရက်နေ့မှာရှင်ပြိုင်မှာဖြစ်ပါတယ်။တိုင်ပွဲကစားမဲ့ချိန်ကတော့ညနေ3နာရီခွဲဖြစ်ပါတယ်ခင်ဗျ။အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းဟာဗီယက်နမ်အမျိုးသမီးအသင်းကိုရင်ဆိုင်ရပါလိမ့်မယ်။ဒီပွဲကိုတော့ဒီဇင်ဘာလ17ရက်ညနေ3နာရီခွဲမှာကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျ။မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းဟာစီးဂိမ်းမှာအုပ်စုချက်ထဲကိုကြောက်နေတာဖြစ်ပါတယ်။မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနဲ့အုပ်စုမှာဒုတိယရပြီးတော့ဆီမီဖိုင်နယ်ကိုတက်ရောက်နိုင်မယ်ဆိုရင်အင်ရှင်ဖိုင်ထိုင်းနယ်ပေါ့လေကစားရအောင်ရှိနေပါတယ်ခင်ဗျဟုတ်ကဲ့မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းဟာအုပ်စုပွဲစဉ်တွေကိုထိုင်းနိုင်ငံရှွန်ဘူရီမြို့မှာကစားမှာဖြစ်ပါတယ်မြန်မာလက်ရွေးစင်မျိုးသမီးအသင်းဟာစီးဂိမ်းပြိုင်ပွဲရဲ့အုပ်စုဆင့်ပွဲစဉ်တွေကိုဒီဇင်ဘာလ9ရက်ဒီဇင်ဘာလ10ရက်ဒီဇင်ဘာလ17ရက်နေ့ရဲ့ညနေ3နာရီခွဲအချိန်မှာရှင်မန်းမှာဖြစ်တယ်ဆိုတဲ့အကြောင်းပရိသတ်တွေသိရှိရအောင်တင်ဆက်ပြပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ